ခဏလေးဒီပုံတွေကလိုမျိုးလုံးဝအဝေးရနေရာတစ်ခုနိနိကက်ကြီးဆွဲလို့ရတဲ့ဖုန်းဆိုတာ official ထဲမှာအခုချိန်ကြီးရှားသေးတယ် Apple Range ထဲမှာလည်းတော်တော်ကြီးရှားနေတော့မယ်နာမည်ကတော့ Vivo V60 ပေါ့နော်ဆိုတော့အဆုံးကြီးကြည့်ရပါကျွန်တော်ဖုန်းစားရတယ်အားလုံးနဲ့တူတူပဲပေါ့နော်ပထမဦးဆုံး clip ဖြစ်တာကင်မရာပဲအဓိက portrait ကို tele နဲ့ရိုက်လို့ရတယ် tele နဲ့ရိုက်တော့ main lens လိုမျိုးအဲ့လိုမှိန်သွားတာဝါးတာမရှိဘူးအဲ့ tele ကလည်း50 megapixel ပဲပေါ့နော်အဲ့ဒါမှ size နဲ့တွဲထားတယ်ကျွန်တော်တို့85နဲ့100 mm ဆိုပြီးတော့နှစ်မျိုးခွဲပြီးတော့ရိုက်မယ်ဆိုရိုက်လို့ရတယ်ရိုး zoom ထက်ဆိုင်တော့ဒီကောင်ဆွဲထားတဲ့ zoom က over export ဖြစ်တာမျိုးတွေမရှိသလားပဲဗျာ detail နဲ့ sharpness ဆွဲတင်လိုက်တာမျိုးလည်းတွေ့တယ်အဲ့ 10x မှာပဲ stage portrait ဆိုတာမျိုးထပ်ပြီးတော့ပါတယ် concept ဘာညာသွားရတယ်ကြိုက်တယ်ဆိုရင်ကို artist တွေကိုလုံးဝမဝါးပဲနဲ့ဆွဲလို့ရမှာသူက AI နဲ့တော့ process ပြန်ပြီးတော့လုပ်တာပေါ့နော်မပြီးသေးဘူး AI 4 season portrait ကလည်းတော်တော်လေး fan ဖြစ်တယ်ဗျာကို portrait ကိုကြိုက်တဲ့ຢာစီဥလူပြောင်းလိုက်လို့ရတယ်ဒါပေမဲ့ internet တော့လို့ပဲမပြီးသေးဘူး fin camera mode ကလည်းတော်တော်ကြီးကိုမိုက်တယ်ပြောလို့ရတယ်သူ့ရဲ့ UI နေပုံရိုက်ပြီးပြတဲ့ animation watermark ကစအထာကြတယ်ပေါ့နော်မပြီးသေးဘူး vlog စပြီးတော့လုပ်မယ်ဆိုရင်ဒါမှမဟုတ် vlog ရိုက်ချင်တယ်ဆိုရင်အရှိရောနောက်ရောက 4K quality ထုတ်လိုက်လို့ရတယ်ဒီတစ်ခေါက်ကတော့သူတို့ camera ကို share focus လုပ်ထားတယ်လို့ကျွန်တော်မြင်တာပေါ့နော်နောက်ထပ်စိတ်ချမ်းသာတာဆို battery ပါလာမယ်6500 mAh ပါတယ် Luvo battery ကိုသုံးထားတာပေါ့နော်အဲ့ဒါမှ90W နဲ့ flash charge အမြင်အားသွင်းလို့ရတယ်ကျွန်တော်တို့အားကုန်သွားတဲ့အချိန်မှာတရားပြီးပြန်သွင်းဖို့တအားကြီးကြာမနေဘူးကျွန်တော်ခီးသွားတာတောက်လျှောက်ယူခဲ့ရတဲ့မြကတော့ battery life စိတ်ချမ်းသာတယ်လို့ပြောလို့ရတယ်တရက်တော့ AC ခံတယ်ဗျာအဲ့ဒါမှ impress ဖြစ်စရာကောင်းတာသူ့ရဲ့ battery capacity နဲ့ဒီ phone weight က 200g ဝန်းကျင်ပဲရှိတာတော်တော်ပေါ့တယ် iPhone Pro Max series ကြီးကင်တဲ့တူတွေကနေပြီးတော့ဒီကောင်းကိုတစ်ချက်ကင်ကြည့်မယ်ဆိုရင် weight ကတော်တော်တိတာရလို့ပြောလို့ရတယ်ဒီကောင်းဝင်တဲ့ color နှစ်မျိုးစလုံးကတော်တော်ကြီးကိုငြိမ်သွားရလို့ပြောလို့ရတယ်ဒီကောင်းနာမည်ကတော့ Mist Grey ပေါ့နော်ဒီကောင်းလေးကကျတော့ very purple နော်အရောင်လေးတွေ finish လေးတွေဘာမှအပြည့်ပြောစရာမရှိဘူးလက်ထဲကင်ရတာလည်းအဲ့လိုလို့ခေါ်မလဲအားလုံးကလည်းအဲ့လို flat body flat display ဘက်ကိုတွားနေကြတဲ့အချိန်မှာဒီကောင်ကအဲ့လို micro curve ပုံစံလေးနဲ့ premium လဲဆန်တယ်အဓိကကင်တဲ့အချိန်မှာစကားပြောတယ်ကျွန်တော်တို့ကင်ရတာသဘောကျတယ်ပေါ့သဘောမကျတော့ဒီ camera bump လေးပါပဲနည်းနည်းထူလုံးတယ်ပေါ့နောက်တစ်ချက် IP68 ပါတဲ့အတွက်ကြောင့်မလို့ရုပ်ရည်ကြီးမိုးရွာတာပဲဖြစ်ဖြစ်ရေဦးကနာသွားတာပဲဖြစ်ဖြစ်သွားရုံနေမဟုတ်ဗျာရေရောက်တဲ့ပါဆင်းပြီးတော့ဓာတ်ပုံရိုက်လို့ရတယ် display က 6.77 inches AMOLED ကိုမှ Full HD Plus resolution အကောင်ကို 120Hz နဲ့ကျွန်တော်တို့ phone scroll လုပ်မယ်ပညာဆိုရင် share smooth တယ်ပေါ့နော် brightness က up to 5000 nits လောက်ပါလာဆိုတော့ကျွန်တော်တို့နေအောင်ထဲမှာအဆင်ပြေတယ်ပို့ပြီးတော့အဆင်ပြေရဲ့ချက်က NAB flat display ဖြစ်တယ်ဒီမှာတော့အဲ့လိုလင်းနေမယ်ထင်တယ်ဘန်းအောင်ဘန်းမယ်ထင်တယ်နောက်တစ်ချက်ကျွန်တော်ဖုန်းဝယ်မယ်ဆိုရင်ထည့်ပြီးစဉ်းစားမှာသူ့ရဲ့ software update ဘယ်လောက်ရရလဲဆိုတော့ဒီကောင်းမှာဆိုရင် major update က4နှစ် Vivo ရဲ့အပြောရဆိုရင်တော့အဲ့လို5 years တိ smooth ဖြစ်မဲ့ကောင်မျိုးပေါ့နော်သူတို့အာမခံထားပါတယ်ဒါသုံးရတဲ့ Qualcomm ရဲ့ Snapdragon 7 Gen 4ကလည်း daily usage မှာကျွန်တော်တို့အဆင်မပြေဘူးဆိုတာတော့မရှိဘူးဗျာပြီးဒီဖုန်းမှာပြောဖို့ကောင်းတာ Origin OS နဲ့ဖြစ်သွားပြီကျွန်တော် font size တွေပို့ပြီးတော့ကြီးလာမယ်အရင် fantastic ကိုပို့ပြီးတော့ကောင်းလာပြီ global ကိုကျွန်တော်တို့စမ်းသုံးချင်တယ်ငါကလည်းလက်ရှိစမ်းနေရပဲဆိုတော့ဘယ်လိုများထပ်ပြီးတော့ fan ဖြစ်မလဲပေါ့ဆိုတော့အခုကျွန်တော်ပြောခဲ့ရတဲ့အကုန်လုံးကကျွန်တော်ဖုန်းသုံးမယ်ဆို basic လိုအပ်တဲ့ specs လေးတွေပေါ့နော်ဆိုတော့အဲ့ဒါအကုန်လုံးကဒီကောင်မှာ service ဖြစ်တယ် flagship မဟုတ်ဘူးဒါပေမဲ့သူ့ရဲ့ Apple range level တစ်ခုမှာ premium fee design တွေအယောင်တွေကအစားတိတိရှာလေးလုပ်ပေးထားတယ်အကြိုက်ဆုံးကတော့ size နဲ့ပေါင်းထားတဲ့ super jet တွေပဲဒါ game changer ဗျာကျွန်တော်တို့သူ့ရဲ့ photography အားကောင်းမကောင်းလဲဒီမှာတခါတည်းမြင်နေရတာပေါ့နော် AI နဲ့ process နည်းနည်းလေးတော့ရှိရဲ anyway camera ကိုဒီဖုန်းမှာတကယ်အားရတယ်ဘယ်လိုမြင်ကြလဲအောက် comment တစ်ချက်လောက်မှတ်ခဲ့ပြီပါကျွန်တော်ကြုံဖြစ်ပါတယ်အားလုံး host ပါ